လာပါရှင်ဒီကနေ့ထိမ့်သိမ့်မြဝေနန်းစဉ်အမွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တေးသချင်းကတော့ဒီဆောင်ဟီမန်အစချီဘွဲ့သချင်းဖြစ်ပါတယ်ကုန်းမောင်ခေမြောက်ရီမင်းကြီးဥစရေးသားခဲ့တဲ့သဇင်ပန်းကိုချီကျူးဖွဲ့ဆိုထားတဲ့ဘွဲ့သချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်ဆောင်းလာရသည်မြောက်ပြန်လီတိုက်ခိုက်ချိန်မှာနှင်းဆက်နှင်းမုံတို့ကြတဲ့အခါပန်းအခိုင်လေးများထွက်လာကအဖူးအငုံတို့မှသဇင်ပန်းလေးများပွင့်လန်းလာကြပုံရှမ်းပြည်တောင်ကိုစတဲ့အရက်ဒေသတို့မှဖြူဖွေးတန့်စင်တဲ့သဇင်ပန်းလေးများကိုတိုင်ကြိုင်စတဲ့အဆောင်အယောင်များခြံရံလျက်ဘရင်မင်းတရားရဲ့နန်းတော်ကိုတခမ်းတနာဆက်တရပုံနန်းဆောင်တော်အသီးသီးမှာမင်းမိဖုရားတို့ကမျက်နှိုးစွာပန်းစင်ကြရတဲ့မြင့်မြတ်တင့်တယ်သောတော်ဝင်ပန်းဖြစ်ပုံတို့ကိုချီကျူးဖွဲ့ဆိုထားတဲ့သဇင်ပန်းပွဲဖြစ်ပါတယ်။နေရီစည်းဝါးကိုအသုံးပြုတိခတ်ရပြီးခံညားစွာဖွဲ့နဲ့တင်ဆက်ကြရတဲ့ဘွဲ့သချင်းတစ်ပုဒ်လည်းဖြစ်တာကြောင့်နှစ်သက်စွာခံစားရင်အားပေးကြပါစို့လားရှင်။ဒီဆောင်ဟေမမြောက်ပြန်လေးညဒီဆောင်ဟေမမြောက်ပြန်လေးညဆိုရဲကိုနရပြတော့ခွာညူဒီနေဖို့ယောဒန်စီဖူငါဝိမောဝိမောဝိမောဒီဇောသဇင်ပန်းမြကမုံငေနေလေးယောရန်စီဖူငါဝိမောဝိမောဝိမော
ရွှေတိုင်းညွန့်တလူလူရွှေနန်းတော်လောမိတော့ငယ်ဆိုယူသွေးတွေညူကိုင်းရွှေတိုင်းညွန့်တလူလူရှမ်းပြည်တောင်ငူကြည်ပြူစမ်းမြဲမန်းလာလေးကမောအင်းတစင်းရွှေပန်းလိုက်လာလေးရှမ်းပြည်တောင်ကိုကြည်ပြူစမ်းမြဲမန်းလာလေးကမောအင်းတစင်းရွှေပန်းလိုက်လာလေးသိင်ကြီးလျံလာစိစိမနာပေါ်ငယ်မပန်းစင်ရာရွှေကေတာမြန်ပါလို့ဒီပန်းမမြက်ပန်းတော်